နိုင်ငံခြားမှာအပင်ပန်းခံပြီးအလုပ်လုပ်နေကြတဲ့မြန်မာ chef တွေနဲ့ဟိုတယ်စားတော့ကုန်တွေပဲညီကိုမောင်နှမတွေအတွက်စိတ်သက်ခွန်အားဖြစ်စေမယ့်စကားလေးတွေတင်ဆက်ပေးလိုက်ပါတယ်နေပူပူမိုးရရကိုတိုင်ပြည်နယ်ဝေးရမှာမိသားစုအတွက်ရုန်းကန်နေကြတဲ့ကျွန်တော်တို့ရဲ့ professional chef တွေအားလုံးမင်္ဂလာပါခင်ဗျာရန်ကုန်သား channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အလုပ်ထဲမှာပင်ပန်းနေပြီလားအော်ဒါတွေများလို့စိတ်ရှုပ်နေလားဒါမှမဟုတ်အိမ်ကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ဝဲမိလားခဏလောက်နားပြီးဒါလေးကိုနားထောင်ပေးပါတင်ရရိုးလူတယောက်မဟုတ်ပါဘူးလူတွေပိုက်စားနေတဲ့အချိန်မှာပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ chef တွေပါပဲတင်ချက်လိုက်တဲ့ဟင်းပွဲတစ်ပွဲဟာတစ်ဖက်လူအတွက်တစ်နေ့တာရဲ့အကောင်းဆုံးစိတ်သက်သာရာဖြစ်စေပါတယ်နိုင်ငံခြားမြန်မာကိုယ့်ရဲ့လက်ရကိုယ့်ရဲ့ကြိုးစားမှုနဲ့မြန်မာဆိုတဲ့ကိုယ်ကိုမြင့်တင်နေတာတကယ်တော့ဂုဏ်စရာတစ်ခုပါပဲမိဖို့ကြောင့်လည်းမအပူချိန်တွေအချိန်နဲ့မျှအပြေးလွှားလောက်ရတဲ့ဖိအားတွေဟာတင့်ကိုစိတ်သက်ကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်အောင်သွေးပေးနေတာပါပဲအခုတင်ပေးဆက်နေတဲ့ချွေးဆက်တိုင်းဟာနောက်တစ်ချိန်မှာတင်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲပင်မနာခဏပါအောင်မြင်မှုကထာဝရပါဒီနေ့တင်တည်ယူနေတဲ့ပညာရက်တွေဟာတင်ဘဝရဲ့ဖိုးတန်ရတနာတွေပါကိုယုံကြည်ပါတင်ကအကောင်းဆုံးချက်ပြုတ်နိုင်တဲ့လူတစ်ယောက်ပါအဝေးရောက်ညီကိုမောင်နှမတွေအားလုံးကြမ်းမာရေးကူးဆက်ကြပါအိမ်မက်တွေစီကိုရှောက်လန့်နေတဲ့လမ်းခရီးမှာစိတ်တမကြပဲဆက်လက်တိုက်ပွဲဝင်ကြရအောင် fighting